ဒီမျိုးသမီးကသူမရဲ့ရေထွက်ပစ္စည်းရောင်းဆိုင်ကငါးကန်တွေစက်ကရိယာတွေအားလုံးကိုပြောင်းရွှေ့ဖို့အတွက်ကားကြီးတွေနဲ့လာရောက်ရှင်းလင်းလိုက်ပါတယ်ရေပိုက်တွေအထိတခုမကြံဖြုတ်ယူသွားခဲ့တာပါသူမကနောက်ဆုံးမှာတော့ကိုယ်ပိုင်လုပ်ငန်းလိုင်စင်ကိုပါတိတ်တဆိတ်ပိတ်သိမ်းလိုက်ပါတယ်ဆိုင်ရှင်မြေပိုင်ရှင်မိသားစုကဆိုင်ကိုလာရောက်သိမ်းပိုက်တဲ့အချိန်မှာတော့သူတို့ရှေ့မှာမြင်လိုက်ရတာကဘာမှမရှိတော့တဲ့အခွန်ပလာဆိုင်ကန်းတစ်ခုပါပဲသူတို့လုံးဝကိုကြောင်သွားကြပါတယ်အဖြစ်ပြက်ကတော့ဒီလိုပါဒီမျိုးသမီးဟာဒီဆိုင်ကိုငှားပြီးရေထွက်ပစ္စည်းလုပ်ငန်းလုပ်ကင်လာတာ3နှစ်ရှိပါပြီ။သူမရဲ့စ조사အားထုတ်မှုကြောင့်ဆိုင်ကအရန်အောင်မြင်လာခဲ့ပါတယ်။ဒါပေမဲ့မြေပိုင်ရှင်မိသားစုကတော့ရက်နေငယ်ချတိုင်းလာပြီးပတ်စံမပေးဘဲပစ္စည်းတွေအလကားယူသွားလေးရှိပါတယ်။သူမကလည်းအဆင်ပြေအောင်ဆိုပြီးစိတ်ထဲမထားခဲ့ပါဘူး။ဒါပေမဲ့မြေပိုင်ရှင်ရဲ့သားတက္ကသိုလ်ကျောင်းပြီးသွားတဲ့အခါမှာတော့သူ့တငယ်ချင်းတွေကိုခေါ်ပြီးနေတိုင်းလိုလာယူပါတယ်။ဈေးအကြီးဆုံးတွေကိုရွေးယူပြီးပတ်စံမပေးတဲ့အပြင်သူတို့စည်ရင်းထဲမှာပဲမှတ်ထားလိုက်ဖို့အမိန့်ပေးပါတယ်။တနေ့မှာဝန်ထမ်းကမပေးနိုင်တော့ကြောင်းသွားပြောတဲ့အခါမှာတော့မြေပိုင်ရှင်ရဲ့သားကငါအဖေကဘာတူလဲဆိုတာမင်းသိလားဆိုပြီးအော်ဟစ်ဆဲဆိုပါတော့တယ်။အဲ့ဒီအချိန်မှာမှသူမလည်းတီးမခံနိုင်တော့ပဲအကျွေးတွေအရင်ဆက်ရင်နှစ်ဆက်ရာခိုင်နှုန်းလျှော့ပေးမယ်မဟုတ်ရင်ဆိုင်မှာမရှုပ်ဖို့တက်အပ်ပြောလိုက်ပါတယ်။မကြခင်မှာပဲမြေပိုင်ရှင်ကသူမစီရောက်လာပြီးမင်းတစ်နှစ်ကို9တန်းလောက်ရှာနိုင်တယ်ဆိုတော်လိုက်တာတို့ချီကျူးဟန်ဆောင်ပြီးပစ္စည်းတွေအလကားယူပြန်ပါတယ်ပြီးတော့မှစာချုပ်တက်တန်းကုန်တော့မှဖြစ်လို့ဆက်မငားပေးတော့ကြောင်းသူ့သားကိုဆိုင်ဖွင့်ပေးတော့မှဖြစ်ကြောင်းပြောလာပါတယ်သူ့ဇနီးကလည်းဆိုင်ကအသင်းဖြစ်နေပြီးရေခဲတစ်တာတွေကလည်းကောင်းတယ်အသစ်ဝယ်စရာမလိုတော့ဘူးလို့ပြောလိုက်တဲ့အခါမြေပိုင်ရှင်ကသဘောကျပြီးအဲ့ဒီဆိုင်မှာပဲသူ့သားကိုဆက်ဖွင့်ခိုင်းတော့မယ်လို့ပြောပါတယ်သူကပဲမိန်းကလေးတစ်ယောက်ကဒီလိုဆိုင်ကြီးကိုလုပ်ရတာပင်ပန်းပါတယ်ဆိုင်ကိုငါသားစီလွှဲပေးခဲ့ပြီးပတ်စံအနေငယ်ယူကအိမ်ပြန်ပြီးအိမ်အောင်ပြုတ်လိုက်ပါဒါပဲမင်းအတွက်အကောင်းဆုံးပါလို့ဆရာလုပ်ပြီးပြောပါသေးတယ်။သူမလည်းအခြေအနေကိုသဘောပေါက်သွားပါပြီ။သူတို့ကသူမရဲ့အောင်မြင်မှုကိုညှို့ဆူပြီးဆိုင်ကိုအလကားလိုချင်နေတာပါဝန်ထမ်းတွေနဲ့မိသားစုကမကြေမနက်ဖြစ်ပြီးတားကြပေမဲ့သူမမှာတော့အစီအစဉ်ရှိပြီးသားပါ။သူမမှာလုပ်ငန်းကျွမ်းကျင်မှုနဲ့ဆက်သွယ်မှုတွေရှိပြီးသားမို့နောက်တစ်ဆိုင်ထပ်ဖွင့်ဖို့မခက်ခဲပါဘူး။ဒါပေမဲ့သူမရဲ့ချွေးနှဲစာနဲ့ရှာထားတဲ့အောင်မြင်မှုကိုဒီလိုလောဘကြီးတဲ့မြေပိုင်ရှင်မိသားစုကိုအလကားပေးမသွားနိုင်ပါဘူး။ဒါကြောင့်ပဲလိုင်စင်ကိုပါပိတ်သိမ်းလိုက်တာပါ။စာချုပ်တက်တန်းကုန်တဲ့နေ့မှာပဲအားလုံးကိုအပြည့်သက်ရှင်းထုတ်လိုက်တဲ့အတွက်မြေပိုင်ရှင်မိသားစုကတော့ဘာမှမကြံခဲ့တဲ့ဆိုင်ကန်းအလို့ကြီးကိုပဲပိုင်ဆိုင်လိုက်ရပါတော့တယ်